ဘဝမှာအလုပ်တွေစူးစမ်းနေလျက်နဲ့ဘာလို့ငါမအောင်မြင်ရတာလဲသူများတွေကရောဘာလို့အမြဲကန်ကောင်းနေကြတာလဲဆိုပြီးကိုမေးခွန်းထုတ်ဖူးပါသလားရှင်အားလုံးပဲမင်္ဂလာပါရှင်စာပေနဲ့အတွေ့ YouTube Channel လေးကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာစာဖတ်ပရိသတ်တွေကြားမှာအရန်ကိုနာမည်ကြီးပြီးလူငယ်တွေရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်ခဲ့တဲ့ဆရာဖေမြင့်ရေးသားပြုစုထားတဲ့အောင်မြင်မှုချမ်းသာဒုက္ခနဲ့ဒနာဥစ္စာဆိုတဲ့စာအုပ်ကောင်းလေးကိုအနှစ်ချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ဟာ The Joy of Working ဆိုတဲ့ကမ္ဘာကျော်စာအုပ်ကိုစီရောအောင်မြန်မာမှုပြုထားတာဖြစ်ပြီးလောကမှာအောင်မြင်ကြီးပွားဖို့ဆိုတာကံကြမ္မာအပေါ်မှာမူမတည်ပဲကိုယ်တိုင်ဖန်တီးယူရတဲ့အရာဖြစ်တယ်ဆိုတာကိုလမ်းညွှန်ပေးထားတာပါဒီဗီဒီယိုလေးထဲမှာမိမိကိုယ်ကိုတန်ဖိုးထားတတ်ဖို့ကစပြီးရည်မှန်းချက်ပန်းနိုင်တွေစီအရောက်လန်းနိုင်မဲ့အရေးကြီးဆုံးလျှို့ဝှက်ချက်တွေကိုအပိုင်း၃ပိုင်းခွဲပြီးရှင်းပြပေးသွားမှာမို့အဆုံးထိလိုက်ပါနားဆင်ပေးဖို့တိုက်တွန်းချင်ပါတယ်ရှင်မစတင်ခင်မှာစာပေနဲ့အတွေ့ channel လေးကိုဆက်စခရိုက်လှုပ်ထားပေးဖို့လဲတောင်းဆိုပါရစေရှင်ကဲဆက်လိုက်ကြရအောင်တော့အပိုင်းတစ်မိမိကိုယ်ကိုလေးစားခြင်းစာအုပ်ရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအသက်သွေးကြောကတော့မိမိကိုယ်ကိုလေးစားခြင်းဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာပါပဲစဉ်းစားကြည့်ပါရှင်တင့်ပတ်ဝန်းကျင်ကအောင်မြင်နေတဲ့သူတွေဟာတကယ်တော့တင့်ထက်ဉာဏ်ရည်ပိုသာသွားလို့မဟုတ်ပါဘူးသူတို့ဟာသူတို့ကိုယ်သူတို့ယုံကြည်လေးစားပြီးသူတို့မှာရှိတဲ့အစွမ်းစတွေကိုအပြည့်အဝထုတ်သုံးခဲ့လို့သာဖြစ်ပါတယ်လူအများစုကတော့ကိုငါကအလကားကောင်ပါငါကကံမကောင်းပါဘူးလို့တိမ်ငယ်စိတ်မွေးပြီးကိုယ့်ခြေကိုယ့်လက်ကိုကိုယ်တိုင်တုံ့နှောင်ထားတတ်ကြပါတယ်။ဒါကြောင့်ဘဝမှာအောင်မြင်ခြင်းရင်အရင်ဆုံးတင့်ကိုယ်တင်တန်ဖိုးထားပါ။တင်ဟာအကန့်အသတ်မရှိတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုအမြဲနှလုံးသွင်းထားဖို့လိုအပ်ပါတယ်ရှင်။အပိုင်းနဲ့တကိုယ်တည်းပြောစကားနဲ့အကောင်းမြင်စိတ်ဒုတိယအချက်ကတော့ကျမတို့ရဲ့အတွင်းစိတ်ထဲကဗီဒီယိုတိတ်ခွေကြောင်းပါပဲကျမတို့ဟာကိုအမြဲတမ်းစကားပြောနေတတ်ကြပါတယ်အဲ့ဒီလိုပြောတဲ့နေရာမှာအမှားလုံးမိတဲ့အခါငါဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့အစိုးဘက်ကတွေးတတ်တယ်လို့ဒီတစ်ခါပုံစံမကျသေးဘူးနောက်တစ်ခါတေချာစူးစမ်းရင်မူးချအောင်မြင်ရမယ်လို့အကောင်းဘက်ကလည်းတွေးနိုင်ပါတယ်ကောင်းမြင်စိတ်နဲ့အပြုသဘောတွေးတတ်သူတွေရဲ့ခန္ဓာကိုယ်ထဲမှာအင်ဒိုဖင်လို့ခေါ်တဲ့စိတ်ချမ်းသာမှုကိုပေးတဲ့သဘာဝအားစေးဓာတ်တွေအမြဲပြေဝနေတတ်ပါတယ်။ဒါကြောင့်အခက်အခဲတွေ့ရင်တောင်နောက်မတွန့်ပဲကြော်လွှားနိုင်ပြီးအောင်မြင်သူတို့ရဲ့စက်ဝိုင်းတွေကိုအလိုလိုရောက်ရှိသွားတာဖြစ်ပါတယ်ရှင်။အပိုင်း၃ရည်မှန်းချက်နဲ့မဆုံးမနစ်သောလုံးလတတိယအချက်ကတော့ရည်မှန်းချက်ချမှတ်ခြင်းပါပဲ။လမ်းမသိရင်ခရီးမရောက်နိုင်တယ်လို့ပါပဲရည်မှန်းချက်မရှိရင်လည်းအောင်မြင်မှုဆိုတာဝေလာဝေးပါပဲရှင်လူအများစုဟာမြို့လေကောင်မှာဥတဟိုသွားလာနေတဲ့လူတွေလိုပဲတိကျတဲ့ဥတီချက်မရှိပဲပင်လယ်တွေကတစ်တုံးတွေလိုမျောလွင့်နေတတ်ကြပါတယ်ရည်မှန်းချက်ကိုတိတိကျကျချမှတ်ပြီးပြီဆိုရင်တော့ဘောလုံးသမားတွေရဲ့တိုက်စစ်စိတ်ဓာတ်မျိုးနဲ့မစုံမနစ်စူးစမ်းဖို့လိုပါတယ်အမေရိကန်သမ္မတကြီးအေဗရာဟမ်လင်ကွန်းကိုကြည်ပါရှင်။သူဟာစီးပွားရေးမှာရောရွေးကောက်ပွဲတွေမှာပါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ဘူးပေမဲ့လုံးဝအရှုံးမပေးခဲ့တဲ့အတွက်နောက်ဆုံးမှာအမေရိကန်သမိုင်းတစ်လျှောက်အထင်ရှားဆုံးသမ္မတကြီးဖြစ်လာခဲ့တာပါ။ယာယီရှုံးကိုထာဝရအရှုံးလို့မသတ်မှတ်ပဲဇွဲရှိရှိဆက်လျှောက်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်ရှင်။လက်တွေ့အသုံးချရင်အချက်၃ချက်ဒီစာအုပ်ကိုလက်တွေ့ဘဝမှာအသုံးချဖို့ဆိုရင်အောက်ပါအချက်၃ချက်ကိုနေ့စဉ်ကျင့်သုံးပါရှင်မနက်ခင်းကိုအကောင်းဆုံးစတင်ပါအိယာကနိုးတာနဲ့ယနေ့ဟာငါအတွက်နေကောင်းရက်တာဖြစ်ရမယ်ဆုံးဖြတ်ချက်ချပြီးရင်ဖြစ်မြောက်အောင်ငါလုံးစမြဲပဲလို့ကိုအားပေးစကားပြောပြီးမှနေ့တစ်နေ့ကိုစတင်ပါနှစ်တိကျတဲ့ပန်းတိုင်ချမှတ်ပါကိုတကယ်ဖြစ်ချင်တဲ့အရာတွေကိုစာရွက်ပေါ်မှာချရေးပါအဲ့ဒီထဲကမှအရေးကြီးဆုံး၃ခုကိုရွေးထုတ်ပြီးအမြဲမြင်သာတဲ့နေရာမှာထားရှိပါ၃
အလုပ်ဟုသမျှအကောင်းဆုံးဆောင်ရွက်ပါကိုလက်ရှိလုပ်နေရတဲ့အလုပ်ကဘလောက်ပဲသေးငယ်ပါစေတာဝန်ကျေယုံမလုပ်ပဲကိုယ့်ရဲ့အစွမ်းအစအကုန်ထုတ်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါအကောင်းဆုံးဆောင်ရွက်သူရဲ့နောက်မှာကံကြမ္မာကောင်းဆိုတာအမြဲလိုက်ပါလာစမြဲဖြစ်ပါတယ်ရှင်ညီကုန်းချုပ်ဆရာဖေမြင့်ရဲ့အောင်မြင်မှုချမ်းသာဒုက္ခနဲ့အနုဥ္စာစာအုပ်ကနေကျမတို့ရလိုက်တဲ့အကြီးမားဆုံးသင်ခန်းစာကတော့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးခွင့်ရှိတယ်ဆိုတာပါပဲကိုလေးစားပါအကောင်းဘက်ကတွေးပါခိုင်မာတဲ့ရည်မှန်းချက်နဲ့မလျှော့သောဇွဲကိုသာမွေးမြူထားမယ်ဆိုရင်မိတ်ဆွေတို့အလိုရှိတဲ့အောင်မြင်မှုဆိုတာမလွဲမသွေရောက်ရှိလာမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးတွေကဘယ်ချက်ကမိတ်ဆွေတို့အတွက်အထီရောက်ဆုံးလဲဆိုတာကိုကိုမှန်မှာမျှဝေပေးခဲ့ပါဦးရှင်ဒီနှစ်ချုပ်လေးကအကျိုးရှိရဆိုရင် like နဲ့ share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်စာအုပ်နှစ်ချုပ်တွေနဲ့ကိုပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့စာပေနဲ့အတွေ့ YouTube Channel လေးကို Subscribe လုပ်ထားပေးကြပါဦးရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုလိုချင်တဲ့ဘဝကိုဖန်တီးနိုင်သူတွေဖြစ်ကြပါစေရှင်